အာဆင်နယ်ကမနက်ကချန်ပီယံကစားသွားခဲ့တဲ့ Crystal Palace နဲ့ပွဲစဉ်ကတော့9-9ဆိုတဲ့ရလဒ်နဲ့ပြီးဆုံးသွားခဲ့တယ်အဲ့တော့အာဆင်နယ်အသင်းဘာတွေဖြစ်သွားခဲ့လဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ပွဲပြီးသုံးသက်ချက်ဗီဒီယိုလေးပြုလုပ်ပြီးတော့မှဖြစ်တယ်အာဆင်နယ်ဘန် Jake Channel ကနေပြန်နေကြိုလိုက်ပါတယ်အဲ့တော့ဒီနေ့ပွဲအတွက်အရင်ဆုံးပြောချင်တာတော့ပရိသတ်တွေလုံးဝစိတ်ပူဖို့မလိုပါဘူးဒီပွဲကအာဆင်နယ်အသင်းကလုံးဝအာယုံစိုက်ကစားသွားတာမျိုးလုံးဝမရှိဘူးဒီပွဲတစ်ပွဲလုံးမှာပေါ့တန်တန်စော့နေတယ်ဂိုးရနိုင်တဲ့ chance တွေကိုလည်းပဲလွယ်ကူဖြုံးတီးပစ်လိုက်တာပဲများတယ်အဲ့လိုကနေပြီးတော့ပဲပွဲစပြီးတော့မထင်မှတ်ဘဲနဲ့ OD ကက်ပေးဖို့မှုကို KV ရောခေါင်းတိုက်ပြီးတော့တကူရရှိသွားခဲ့တယ်အဲ့ဒီအတွက်ကြောင့်မလို့ပဲလေအာဆင်နယ်အသင်းကဥဆောင်ဝင်ရရှိခဲ့တယ်ဆိုသည့်အတိုင်းဥဆောင်ဝင်ရရှိပြီးတဲ့နောက်မှာလည်းပဲပေါ့တန်တန်ပဲစော့နေတာတကယ်တမ်းပြောရမယ်ဆိုလို့ဒီပွဲကိုအာဆင်နယ်အသင်းက 1-2-1 လောက်ကိုပဲချင်းကတာအခက်မတင်တော့တေးကြရင်ကြပါပေါ့ဒီလိုပဲသူတို့စော့ဖို့အတွက်ရည်ရွယ်ထားတဲ့ပုံစံမှာရှိရဲဒါကြောင့်ပဲ easy ရဲ့ကိုခွင့်ပြုပြီးသွားတဲ့နောက်ပိုင်းမှာနောက်ထပ်ဂိုးတစ်ဂိုးကိုတော့ Trossard ကရယူပေးခဲ့နိုင်တယ်သို့တော်လည်းပဲမာတီယာဝင်လာပြီးတဲ့နောက်ပိုင်းမှာအာဆင်နယ်အသင်းရဲ့နောက်တန်းဝီလီယံစလီဗာရဲ့အမားနေပြီးတော့တဆင့်ခြေပါကိုပြန်လဲရရှိပြီးတော့2-2နဲ့အဆုံးသတ်သွားခဲ့တယ်ပေါ့နော်ဒီပွဲမှာလူစားဝင်ကစားသမားတွေကလည်းဘာမှအာဆင်နယ်ဘက်ကနေပြီးတော့ထူးထူးခြားခြားလုပ်ပြနိုင်ခဲ့တာမရှိဘူးဘယ်လစ်ဘက်ကတော့မာတီယာထည့်ပြီးတဲ့နောက်ပိုင်းမှာတော့ကိုရရှိခဲ့တယ်ပေါ့နော်အဲ့တော့ပြောရမယ်ဆိုဒီပွဲက2-2နဲ့ပြီးဆုံးသွားခဲ့တဲ့အပြင်ကဘာမှတိတ်ပြီးတော့ပြောစရာမရှိဘူးဒီပွဲမှာအာဆင်နယ်အသင်းသားတွေရဲ့ကြိုးစားအားထုတ်မှုကလည်းတော်တော်လေးကိုမှနဲတယ်ဆိုတာကလည်းရှင်းရှင်းပြောရရင်ဒီပွဲကိုဒီလောက်ပဲချင်းကပ်ဖို့ရည်ရွယ်ထားတယ်လို့ကျွန်တော်တို့ထင်တယ်ဒါကတော့ပွဲတစ်ပွဲလုံးကိုတေချာကြည့်ရလူတိုင်းမြင်လိမ့်မယ်ပေါ့နော်တချို့တွေကတော့ဒီချိန်မှာအာဆင်နယ်ရဲ့အစင်တန်းကဒီလောက်ပဲလားဘာညာဘလိန်းနေကြပြီဒါပေမဲ့ဘလိန်းတဲ့လူတွေကလည်းသူ့လို့ပေါ့နော်ဒါပေမဲ့တကယ်ပွဲကြည့်ရလူကတော့သိတယ်အာဆင်နယ်ကမနေ့ကပွဲကိုနိုင်ငံမှုအစီအစဉ်မရှိတာလားဒါမှမဟုတ်နိုင်ခဲ့ရင်တော့မှ1-0လောက်နဲ့ပဲထိန်းဆော့ချင်တာလားအဲ့လိုပုံစံမျိုးမိကုန်းထုတ်စီရရှိတဲ့ပွဲမျိုးကိုကန်သွားခဲ့တာဖြစ်တယ်ဒါကတော့အားလုံးသိပြီးသားဖြစ်မယ်ဘာမှကာဗာပေးနေစရာအကြောင်းလည်းမရှိဘူး PSG ပွဲအတွက်လည်းစိုးရင်စရာရှိမယ်လို့ကျွန်တော်တော့မထင်ဘူးကျွန်တော်မှန်းခဲ့တာကတော့ကျွန်တော်1-2လားအာဆင်နယ်တင်းကတက်နိုင်နေမယ်လို့ထင်ခဲ့တယ်ဒါပေမဲ့အာဆင်နယ်တင်းကနိုင်ဖို့တောင်မှသူတို့ကရှင်းပြောရင်တကိုးရပြီးသွားလဲသူတို့က defensive မှာအထိုင်ဆော့ပြီးတော့ဘောလုံးကင်နာတာမျိုးလောက်တာမျိုးမဟုတ်ဘဲနဲ့တသင်းလုံးကဖြန့်ပြီးတော့ defensive ကိုလည်းရုပ်ရည်ရွယ်ပဲသူတို့ကပေါ့တန်တန်လေးပဲဒီပွဲကိုဆော့သွားခဲ့တာပေါ့နော်အဲ့အတွက်ကြောင့်သူတို့ဒီပွဲရတော့မနိုင်ခဲ့ဘူးအဲ့တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ဗီဒီယိုဆုံးပြီးရှုရတဲ့လူအားလုံးကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲကျွန်တော်တင်ဆက်နေတဲ့အကြောင်းအရာတွေသဘောကျနှစ်သက်တယ်ဆိုရင် like follow subscribe လုပ်ပေးကြလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာရှိသောနေ့တစ်ပြည့်ဖြစ်ကြပါစေ